တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါကျွန်မဒေါက်တာလှထုံပါရင်တစ်ခေါက်ကဝအောင်ဘယ်လိုကြိုးစားကြည့်လို့ရရပြောတော့ပင်ကျင်လို့ပါဆိုတဲ့တယ်လီကျမ်းမာပရိသတ်တွေအတွက်ဒီနေ့ကတော့ကိုလေးချိန်ကြစေဖို့အကြံပြုချက်လေးတွေပြောပြပေးခြင်းပါတယ်ကိုလေးချိန်ကြအောင်ရေဘူးရအကြံပေးချက်တွေနဲ့အတူအသုံးဝင်မဲ့စတိုင်လေးတစ်ခုကိုလည်းမိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ mindful eating လို့ခေါ်ပါတယ်တတိနဲ့စားတောက်နေထိုင်ခြင်းလို့ဆိုရမှာပေါ့နော်ဒီနေ့လေးကလွယ်အခြေခံနဲ့ကြပါတယ်ပထမဆုံးအနေနဲ့အစားစားတဲ့အခါစိတ်ကစားမိတဲ့အရာတိုင်းကိုအာယုံစိတ်ဝင်စားမှုထားပြီးစားဖို့လိုပါတယ်ရုပ်ရှင်ကြည့်ရင်အာလူကျော်ထိုင်စားတတ်တဲ့အပြုတ်မျိုးကိုရှောင်သင့်ပါတယ်နော်စိတ်ကတိလို့စားခြင်းလို့စားတာမျိုးပဲဖြစ်ပါစေဘာစားမိမှန်းတော့မသိလိုက်ပဲစိတ်အာယုံကတခြားမှာတကယ်ကအစားစားမိနေမယ်ဆိုရင်တော့မသိလိုက်ပဲအများကြီးစားလိုက်မိနိုင်ပါတယ်ကယ်လိုရီအများကြီးကိုစားလိုက်မိနိုင်ပါတယ်ကိုကထမင်းလဲလျှော့စားတယ်အစားလဲအများကြီးမစားဘူးလို့ပြောကြရလို့အများစုမှာတေချာမေးကြည့်လိုက်တော့တရက်တာသူတို့မသိလိုက်ပဲကယ်လိုရီများစားမိလိုက်တာတွေကြောင့်ဝိတ်မကျပဲဝိတ်တက်လာတာပါဒါကြောင့်ပြစ္ဆုတ်ပံမှာပိုတတိကတ်လာပြီဆိုရင်တော့နောက်တစ်ချက်ကိုဆက်လုပ်ကြည့်အောင်ပါဒါကတော့ကိုပိုနားလဲအောင်ကြိုးစားခြင်းပါပြောချင်တာကတော့ဗိုက်စားတဲ့အချိန်မှစားဖို့ပါပဲတကယ်ပြောတာပါမိမိခန္ဓာကိုယ်မိမိကအသိဆုံးပဲလေဘယ်ချိန်မှဗိုက်စားလဲဘယ်ချိန်စားနေကြလဲကိုယ်တိုင်ကပိုသိပါတယ်ဗိုက်ထဲမှာစားသလိုရှိလာပြီဆိုရင်ကိုပြန်မေးကြည့်ပါငါတကယ်ဗိုက်စားနေရလားပေါ့တခါတလေကျဟင်းနဲ့လေးမွေးလို့ဗိုက်စားလာမျိုးဖြစ်ဖို့ကြမှာပါအွန်လိုင်းပေါ်မှာအစားအသောက်တွေမြင်တော့လဲစားသလိုဖြစ်လာပြန်ရောအစားအစာရဲ့အနံ့တို့အမြင်တို့ကြားရမြင်ရအာရုံခံရတဲ့အခါလူစိတ်မှာစားကျင်စိတ်ဖြစ်လာတဲ့သဘောပါခဏနေအစားအစာကိုမမြင်တော့လဲမစားတော့ပြန်ဘူးမိတောင်သွားရဲဆိုတာမျိုးဖြစ်ဖို့ကြမှာပေါ့နော်ဆိုတော့ဗိုက်စားတိုင်းစားကျင်စိတ်ဖြစ်တိုင်းတကယ်စားတာမျိုးမဟုတ်ပါဘူးစားပြီးဆိုတာသိကြအောင်ကိုပြန်မေးပြီးသိကြရင်တော့ဗိုက်ဝစေပြီးကျန်းမာရေးနဲ့ညီညွတ်တာမျိုးစားဖို့ကြံပေးလိုပါတယ်တချို့ကြတော့လဲစားလွန်းလို့စားလို့တော့မဝင်တာလဲရှိတတ်ပါတယ်အစာလွန်တာလဲမကောင်းပါဘူးအကောင်းဆုံးကစားလောင်မှုအလယ်လက်ဖြစ်တဲ့အချိန်စားပေးပါတနက်ကိုအစာလွန်သွားရင်နောက်အနက်တွေမှာအတားဆီးမဲ့ပိုစားပြဖို့ကရာဂိုင်နှုန်းများပါတယ်ဒါကြောင့်အစာမလွန်ပါစေနဲ့နော်နောက်တစ်ချက်ကဘိုက်ကစားနေပေမဲ့လည်းအနက်ကြီးမစားခင်မှာတည်ရစာတွေကိုမတိမတာစားမိနေရမျိုးရှောင်ရပါမယ်ဘိုက်ကစားတော့စားနေပြီဒါမဲ့ထမင်းစားမှာစိတ်မပါသေးတဲ့အတွက်နေကြစိတ်ထိုင်စားမိနေရမျိုးခဏနေတော့ထမင်းပြန်စားပြတာပဲဆိုရင်အဆင်မပြေနိုင်ပါဘူးနော်အနက်ကြီးတနက်ဖြစ်တဲ့အစားစားပဲစားပြီးတည်ရစာကိုမစားဘဲနေမယ်ဆိုရင်ကိုစားမိရဲ့ကယ်လိုရီပိုနည်းသွားနိုင်ပါတယ်အများစုကဝိတ်ချခြင်းလို့ညစာဖြတ်တာထမင်းဖြတ်တာကြားဘူးလှုပ်ဖူးကြမှာပါဝိတ်ချခြင်းရင်အစားလျှော့စားရကယ်လိုရီလျှော့စားရတယ်ဆိုတာတော့မှန်ပါတယ်ဒါပေမဲ့ကိုကဗိုက်စာနေပေမဲ့ပိန်ကျင်လို့ဆိုပြီးတော့မစားဘဲနဲ့အောင့်ခံအဲ့ဒါနဲ့မအောင်မြင်ပဲတူစီစားမိဒီခါစားမိရဲ့ကယ်လိုရီစုစုပေါင်းကထမင်းတစ်နက်စားလိုက်တာထက်တောင်ပိုပြီးတော့များနေနိုင်ပါသေးတယ်မြင်တောင်ပြောရမယ်ဆိုရင်တော့ကိုကညစာဖြတ်တယ်ဆိုတော့ကိုမစားမဲ့ညစာကယ်လိုရီ900လောက်ရှိမယ်ပေါ့နော်အဲ့ညစာမစားတော့ဘိုက်ကစားတာမပြေဘူးဒီခါအနားမှာရှိတဲ့မုတ်ပဲသေးစာလေးစားလိုက်မိတယ်အဲ့မုတ်တစ်ခုကကယ်လိုရီ100ပဲထားပါတော့နော်မုတ်တစ်ခုနဲ့မဝတော့2ခုစားမိအဲ့မှာရင်ကယ်လိုရီက200ရှိပြီနော်နောက်တနားရီလောက်နေတော့အိတ်လည်းမအိတ်သေးဘူးဘိုက်ကလည်းမနေနိုင်ပြန်ဘူးဒါနဲ့မပြောသည့်တစ်လုံးလောက်စားလိုက်ရောမပြောသည့်အကြီးတစ်လုံးဆိုရင်ကယ်လိုရီ200လောက်ရှိပါတယ်ဆိုတော့ကကယ်လိုရီ400စားမိသွားပြီပေါ့နော်ဒီလိုနဲ့ညအိတ်ခံဒီဘိုက်ကစားလာပြန်ရောမနေနိုင်တော့3မိနစ်ခောက်ဆွဲတော့လေရင်သွေးဖြောစားလိုက်ရော
ခောက်ဆွဲတစ်ထုပ်ကကယ်လိုရီ250ကိုရီးယားခောက်ဆွဲအဆက်ထုတ်တွေဆိုရင်ကယ်လိုရီ900နီးပါးရှိပါတယ်ကဲအမအားလုံးလဲပေါင်းလိုက်တော့ညစာထမင်းတစ်နက်စားထက်တောင်ကယ်လိုရီပိုများသွားပါတယ်ဒီဥမာမှာဆိုညစာကိုအသီးရွက်အစုံလင်နဲ့အသားအတန်တင်ထည့်စားပြီးထမင်းကိုနည်းနည်းလျှော့ပြီးတော့သူက healthy plate လို့ခေါ်တာပေါ့နော်ထမင်းကတစ်ပုံအသားတစ်ပုံအသီးရွက်2ပုံအဲ့လိုပုံစံလေးစားမယ်ဆိုရင်အာဟာရတက်လည်းပြည့်ဝမယ်ကယ်လိုရီလည်းတအားမတက်စေပါဘူးခုနကမုတ်ထုတ်တွေခောက်ဆွဲကြောက်တွေကဆိုဒီယမ်ပါဝင်မှုများပြီးအဆီတွေကလည်းပြည့်ဝစီတွေဖြစ်တာကြောင့်ဝက်ချံထွက်တာတို့တောင်ဖြစ်စေတတ်ပါတယ်ကျမကြီးနဲ့ညီညွတ်တဲ့အစားအစာလည်းမဟုတ်ပါဘူးဒါကြောင့်ဝိချခြင်းရင်ထမင်းဖြတ်ဖို့မလိုပါဘူးတနက်လျှော့စားတယ်အစားဖြတ်တယ်ဆိုပေမဲ့အဲ့ဒီနောက်မှာကိုကသတိမထားမိပဲတိ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 စားမိတာတွေရတယ်ကယ်လိုရီပါတာမှုဝိတ်တက်စေနိုင်ပါတယ်ဝိတ်ကြခြင်းရင်မိမိစားတဲ့ကယ်လိုရီကိုတွက်ချက်ပြီးတော့စားနိုင်မယ်မိမိရဲ့တနေ့တာလိုအပ်ချက်ထက်လျှော့စားမယ်ဆိုရင်ဝိတ်ကကြောက်ကြလာမှာပါကီတိုဒိုင်ရက်ပဲစားစားအရွက်ပဲစားစားချင့်ချိန်ပြီးပဲစားစားတနေ့တာကယ်လိုရီအဝင်နေပြီးအဲ့ဒီကယ်လိုရီအင်အားတွေကိုပို့ပြီးတော့သုံးစွဲပြီးမှဝိတ်ကြမှာပါကိုတနေ့မှာဘာမှလည်းမစားပဲဝနေရလို့ယူဆရင်တော့ food diary လို့ခေါ်တဲ့အစားအသောက်မှတ်တမ်းလေးလုပ်ထားစေချင်ပါတယ်ကိုဘာပဲစားမိသမျှကိုအချိန်အလိုက်လေးရေးမှတ်ထားရုံပါပဲဘယ်လောက်စားမိရဲမဟုတ်ဆိုရင်ဘယ်နှထုတ်စားတယ်ထမင်းဆိုဘယ်နှစွန်းစားတယ်အဲ့ဒီလိုလေးဖြည့်မှတ်ထားဖို့လိုပါတယ်ဒါမှမိမိဘာစားမိလဲသတိထားမိပြီးကျန်းမာရေးနဲ့ညီညွတ်အောင်စားဖို့ food diary ကထောက်ကူပြုနိုင်ပါတယ်တကယ်လို့ကိုကလိုအပ်လို့ပေါ့နော်အာဟာရဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးခြင်းတဲ့အခါကျရင်လည်းအဲ့ဒီ food diary လေးအလွယ်တကူပြလိုက်ရုံပဲပေါ့နော်နောက်ဆုံးတစ်ချက်ကတော့စားမိလိုက်တဲ့အစားအစာအတွက်နှောင့်တရတာမျိုးလုံးဝမဖြစ်ပါနဲ့စိတ်ထဲအပြစ်ရှိသလိုလဲမခံစားပါနဲ့ဘာကြောင့်လဲဆိုတော့အစားစားတာအပြစ်မဟုတ်ပါဘူးစိတ်ထဲမှာကိုစားလိုက်မိရဲ့အတွက်စိတ်မကောင်းဖြစ်တဲ့အခါစိတ်ဖိစီးမှုကြောင့်ထွက်တဲ့ဟော်မုန်းတွေပိုထွက်ပါတယ်အဲ့ဒီဟော်မုန်းတွေကခန္ဓာကိုယ်မှာစီးကြိုတက်အောင်အဆီတွေပိုစုအောင်လုပ်ပေးပါတယ်စိတ်ညစ်ရင်စိတ်ဖိစီးရင်စားရခြင်းတူတူပိုတော့မှဝလွယ်ပါသေးတယ်ပိုလဲအတားဆီးမရှိဖြစ်ချင်ရဖြစ်ဆိုပြီးတော့စားမိနိုင်ပါတယ်ဒါကြောင့်စိတ်ဖိစီးမှုကိုလျှော့ချဖို့လဲအကြံပေးခြင်းပါတယ်ရေဝေးအကြံပေးချက်အနေနဲ့ကယ်လိုရီလျှော့စားနိုင်ဖို့ဆိုရင်တော့စီကြော်တွေကိုရှောင်ပါစီများများသုံးမဲ့အစားလျှော့သုံးပါအကျော်အစားအပြုတ်အကင်းဒီလိုမျိုးလေးတစ်လှည့်စီစားလို့ရပါတယ်တရေစာတော့ဖြစ်နိုင်ရင်မစားပါနဲ့တူတီစားတဲ့အခါတစ်နေ့လုံးစားမိရဲ့ကယ်လိုရီတွေများလာပါလိမ့်မယ်နောက်ပြီးမြေပဲနေကြစိတ်တီဟိုစိတ်စတဲ့အစိတ်ဆန်တွေကကျန်းမာရေးအတွက်တော့ညညွတ်ပေမဲ့ကယ်လိုရီပါမှုများပါတယ်နောက်သုံးတက်သားလိုအကင်မျိုးစားမဲ့စားပင်လယ်စာအကင်လိုမျိုးရွေးချယ်ပါဝက်သား2စွန်းမှာကယ်လိုရီ100လောက်ရှိပါတယ်9 ပစွန်းဆိုရင်တော့2စွန်းမှာကယ်လိုရီ25လောက်ပဲရှိရဲဆိုတော့4ဆတောင်กว่าပါတယ်ပြီးတော့ထမင်းလိုအနက်ကြီးစားတိုင်းပကံကို4ပုံပုံလိုက်ပါထမင်းတို့ခောက်ဆွဲတို့က1ပုံအသားကြက်ဥက1ပုံဟင်းသီးဟရွက်တို့ပဲဟင်းတို့က2ပုံအဲ့လိုလေးပုံပြီးတော့စားပါအသီးဖြော်ရည်တွေကကယ်လိုရီများလို့အသီးကိုလက်လက်ဆက်ဆက်ပဲစားတင်ပါတယ်ကော်ဖီလက်ဖက်ရည်ဘာဘက်တီအဲ့လိုအစားအစာတွေကလည်းကယ်လိုရီပါမှုများပါတယ်အစာပြည့်နေနဲ့စားမယ်ဆိုရင်ကယ်လိုရီမပါတာကယ်လိုရီနည်းတာကိုရွေးချယ်ပါဥပမာဖြော်ရည်တောက်မဲ့အစားရေခဲရည်တောက်တာ detox water တောက်တာလက်ဖက်ရည်တောက်မဲ့အစားရေနွေးချမ်းတောက်တာမျိုးလုပ်နိုင်ပါတယ်ခောက်ဆွဲထဲမှာဆိုရင်လည်းဝါဥခောက်ဆွဲကကယ်လိုရီမပါတာမို့လို့စားနိုင်ပါတယ်နောက်ပြီးခောက်ဆွဲတုပ်ကိုစီများများလေးနဲ့တုပ်စားမဲ့အစားရခိုင်မုတ်တီလိုအရေးကျဲလေးတောက်လိုက်တာကယ်လိုရီပိုနည်းစေပါတယ်မုတ်ထုတ်တွေမှာလည်းကယ်လိုရီပါဝင်မှုကိုဖတ်ပြီးမှကယ်လိုရီပိုနည်းတာကိုရွေးစားပါနော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကရှိတဲ့ကိုယ်လေးချိန်လားကိုယ်လေးချိန်ဘယ်လောက်ဆိုရင်ကိုကအဝလွန်နေလားဒီလိုစမ်းစစ်ချင်တော့တယ်လီကျမ်းမှာတင်ခဲ့ဦးတဲ့ BMI အကြောင်းလေးကိုပြန်ဖတ်ပေးပါနော်ကဲတယ်လီကျမ်းမှာပရိသတ်တွေလည်းကျမ်းမာတက်ရှိလှပကြပါစေ
ကျမတို့ရဲ့တယ်လီကျမ်းမှာလည်းဆရာဝန်တွေနဲ့ပိတ်ရမရှိအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ဟုတ်ကဲ့ကျမဒေါက်တာလှထုံပါမြန်မာပြည်သူပြည်သားများအားလုံးစိတ်ရောကိုယ်ပါကျန်းမာပြီးစစ်အာဏာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ကြပါစေရေးတော်ပုံအောင်ရမည် ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel မှာကျမ်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ